ထိုက်တန်ကုန်သောဘုရားယရနာတရားယရနာသံဃာယရနာစွာကုန်သောယရနာသုံးရမြတ်တယ်မြတ်ကူပြည့်မြတ်ကြီးညူယူသည်မြတ်ဉာဏ်ကိုဉာဏ်နိဗ္ဗာန်ပြန်ပြုတရားထုကိုရှင်းလင်းမြန်မြန်ရလွယ်ရောက်တရဏေနသဟသေသသီလံမာယာသာမိယောဂကတဝါလာနေထဒေဝန္တိတရဏေနသဟသေသသီလံမာယာသာမိယောဂကတဝါနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓါနမောတတ္တဘုရားတရဏဂစ္ဆာမိဓမ္မတရဏဂစ္ဆာမိသံဃတရဏဂစ္ဆာမိဒုတိယမိဘုရားတရဏဂစ္ဆာမိဒုတိယမိဓမ္မတရဏဂစ္ဆာမိသီလသီလစေ၍ပညာနိဗ္ဗာန်ဤရကြောင်းကောင်းမြတ်သောသောအပတ်ဖြစ်ပါစေ။တရဏေနာသာပေသနေကဂရုဓမ္မအတိလံသာရုဒံကတ္တဝအပမဒိနာသံဃာတိသာBye.
သုံးပါးထားလို့လွတ်ဆုံးပူဇော်ပါမယ်ဗျာဆက်လက်၍ပြိဿသုံးပါးအမှုလုံးဒါသာပူဇော်ပါမယ်ဗျာဆက်လက်၍ရရာဝိဓမ္မကထာပူဇော်ပါမယ်ဗျာနောက်ဆက်လက်၍ပြိဿသုံးပါးတိလုံးပူဇော်ပါမယ်ဗျာကျင့်ပူဇော်ပြီးတော့ဘုရားနေကြတဲ့ခန္ဓာဒီဆုံးရဖြစ်ပါလေဗျာတော်သမ္မာသမ္ဗုဒ္ဓါနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓါဝေရာတိသံဃာနာဝေသာရေယံကာ
တွေမိုးတောက်အာယုံချင်းနဲ့ခင်းလင်းသာမလေးစွမ်းပန်းရည်ချမ်းကနူရန်လို့မသွေအညဝေရစေလိုကြောင်းဆုတောင်းမြတ်တာလံဝေမြတ်တာလံဝေဗုဒ္ဓဘာသာမြန်မာတွေမိုးတောက်အာယုံချင်းနဲ့ခင်းလင်းသာမလေးစွမ်းပန်းရည်ချမ်းကနူရန်လို့မသွေအညဝေရစေလိုကြောင်းဆုတောင်းမြတ်တာလံဝေခြေစီတံလေးအေးညလေးဘေးရန်မရဝေဝေဝေကြလေအော်ခြေစီတံလေးအေးညလေးဘေးရန်မရဝေဝေဝေကြလေသာသနာရောက်ဝါထွန်းတဲ့ကျွန်းတောင်လက်ရမြန်စပူမာလေးမိအပေါင်းမေနမိတ်ကောင်းလေမြစ်တာရေလောင်းဆူတောင်းလံဝေဗုဒ္ဓဘာသာမြန်ပြေနိုင်ငံတော်တွင်မလေးသာသနာရောက်ဝါဆင်းပြောင်းဝဲလို့လေဗုဒ္ဓဘာသာမြန်ပြေနိုင်ငံတော်တွင်မလေးသာသနာရောက်ဝါဆင်းပြောင်းဝဲလို့လေမြစ်တာရိပ်မှာကိုလုံးသေးမြစ်တာရိပ်မှာကိုလုံးသေးတို့မြမယူရမာလေးမမျိုးပါမျိုးသာသနာတွေအရာဝင်အရာထားမိညာစင်သာမတွေ့ညဝေရစေလိုကြောင်းဆုတောင်းမြတ်တာလံဝေတရားဝိဒုတို့သည်ရှင်ဘုရားအားထောက်ထတတိဥပတံပဒခံဆောင်နိုင်ရန်ဉာဏ်သာကဖြစ်ခံယူ၍ဝိဒုတို့သည်သပိတ်တင်ကဘုရားတို့ကိုရှင်ဘုရားအားသူတစ်ဖြင့်သူရန်ပါ၏ဝိဒုတို့သည်ကြာဒီအဖြစ်ကောင်းကျိုးချမ်းသာမျိုးတို့ကိုဒီလိုဆုံးပြေးသွားနိုင်တော့ဘုရားဖြစ်၍လက်ရပူညာနိဗ္ဗာန်တို့ဒီကံရောက်အောင်ရသော်ဆိုင်ပါစေတည်း
ရရှိသောကြောင့်နာဂမောပိစေလောဒုသေပိစေလောဒီဥပိဇံဥပိစေကြောင့်ကနာကနာဟိယူပါသောဒီသံဒီဟောယီအမြဲတော်ခြင်းကိုကြား၍တိမ်အောင်သေသေးလောင်းနဲ့ဘဂဝါသံဃာတော်ရှင်သူများတို့ကလည်းတို့အထုံးမှယူတော်မူကြပါကုန်ဗျာထိုနည်းတူစွာဝန္ဒနာတော်ရှင်တော်ဘုရားဟောကြောင့်မြတ်ဘာမင်းတော်ရဲ့ရှိသောကြောင့်နာဂမောင်ပေစေလောင်းသံသေပေစေလောင်းကိုအာနာတိပတ္တရှုရံတို့ရဲ့သင်္ကန်းတို့အာသိခာမိပြောကြပါယံအာယဘုဒ္ဓခန္ဓာသံဃာတော်ရှင်သူများတို့ဥပသမ္မာခံဆောင်ရတဲ့ဤခန္ဓာဒိဏဝေစေဝကြနာတကုချိန်ကခန္ဓာသမယတိကငါရှင်ပဇင်လောင်းအတွက်မသိမသာမန္တတကောပြောဆိုရမယ်ချိန်ကခန္ဓာဖြစ်သောအံသမလို့ဟောသောဘုံကိုပြောဆိုရမယ်ချိန်ကခန္ဓာဖြစ်တယ်ယံသာတန်တန်ကမေသိပု္ပ္ပံတဲ့ယံဖြစ်ကိုတားမြစ်တဲ့အပြစ်တော်နာတွေဆိုတာရှိတယ်အဲ့ဒီပြစ်တော်နာတွေငါရှင်ပဇင်လောင်းရဲ့ခန္ဓာကိုယ်မှာထင်ရှားရှိမရှိဟောပြောဆိုကြမှာဟုတ်ပါဗျာသံဃာနဲ့သံဃာတော်အမြနာတာနာဝတော်နာမျိုးတို့တို့ဒီနေသောပုဂ္ဂိုလ်တို့အပြင်နဲ့ဓမ္မတရားတွေနဲ့ဓမ္မတော်ဘောမန်ကိုဟာဒီတကယ်လို့များတဲ့ဉာဏ်ကိုတမ်းနေတဲ့အခြေတော်တဲ့ဒီရဲ့ခန္ဓာကိုယ်မှာမရှိဘူးဆိုလို့ရှိရင်လည်းဘောဒီဉာဏ်တွေကလည်းမရဲ့ခန္ဓာကိုယ်မှာမရှိတော့တဲ့စိတ်တွေးလို့မေးရတာကဒုက္ခအာဃာတဧကတော့မေမနာခြင်းနဲ့တဲ့ခန္ဓာတော့လူနာကတော့ငါးပါးတော့နာ
။